ကျမ်းအခန်းကြီး21အခန်းငယ်1မှ31ရှင်ဘရင်ဤစိတ်နှလုံးသည်ရေချောင်းကဲ့သို့ဖြစ်၍ထာဝရဘုရားဤလက်တော်၌ရှိသဖြင့်အလိုတော်ရှိသည့်အတိုင်းလက်စီတော်မူ၏လူတို့သည်မိမိတို့ကျင့်သမျှသောအကျင့်တို့ကိုနှစ်သက်တတ်၏ထာဝရဘုရားမူကားစိတ်နှလုံးတို့ကိုချိန်တော်မူ၏ရစ်ပူဇော်ခြင်းကိုနှစ်သက်တည်ထက်ဖြောင့်မတ်စွာပြုခြင်းတရားသဖြင့်စီရင်ခြင်းကိုထာဝရဘုရားသည်တာ၍နှစ်သက်တော်မူ၏ထောင်လွှားသောမျက်နှာမာနကြီးသောနှလုံးမတရားသောသူတို့၏အလင်းတော်လည်းအပြစ်ပါ၏လုံလောက်ဝရိယပြုသောသူ၏အကြံအစီသည်ကြွယ်ဝခြင်းနှင့်၎င်းတမာတတိမရှိသောသူ၏အကြံအစီသည်စင်းရဲခြင်းနှင့်၎င်းဆိုင်ပေ၏မူတာစကားအဖြစ်ဗန္ဒာကိုစီဖူးခြင်းအမှုသည်ဒီမြင့်ကျော်ခွင်တို့တွင်ပျောက်လွတ်သောအနန္တဖြစ်၏မတရားသောသူသည်တရားသဖြင့်မစီရင်လိုသောကြောင့်မိမိညှင်းဆဲခြင်းအဖြစ်သည်မိမိကိုဖြစ်စေလိမ့်မည်လမ်းလွဲသွားသောသူသည်ကွာဝေးရာသို့ရောက်တတ်၏စင်ကြယ်သောသူပြုသောအမှုမူကားမှန်ပေ၏ရန်တွေ့တတ်သောမိမနှင့်အတူလူများသောအိမ်၌နေတည်ထက်အိမ်မူပေါ်တောင်ထဲမှနေတော်သာ၍ကောင်း၏မတရားသောသူသည်မနာလိုသောစိတ်ရှိ၏အိမ်နီးချင်း၌ကျေးဇူးပြုသောအလိုမရှိမထင်မဲ့မြင်ပြုသောသူသည်အဖြစ်တန်ကိုခံရသောအခါဉာဏ်သိမ်သောသူသည်တတိယတတ်၏တတိယသောသူသည်လည်းတွင်တင်ခြင်းကိုခံသောအခါပညာသို့ပွားတတ်၏တရားသောသူသည်မတရားသောသူ၏အိမ်ကိုပညာစိတ်နှင့်ဆင်ခြင်တတ်၏မတရားသောသူတို့မူကားမိမိတို့ပြုသောဒုစရိုက်အားဖြင့်ဖြစ်စေခြင်းသို့ရောက်တတ်ကြ၏ဆင်းရဲသောသူ၏အော်ရစ်တံကိုမကြားလို၍နားကိုပိတ်သောသူသည်ကိုယ်တိုင်အော်ဟစ်၍ဘယ်သူမျှမကြားရတိတ်ဆိတ်စွာပြီးသောလက်ဆောင်သည်သူစိတ်ကို၎င်းရင်ခွင်၌ချိတ်ထားသောလက်ဆောင်ပတ္တိပင်စွာသောအမြင့်ကို၎င်းဖြစ်တတ်၏ဖြောင့်မတ်သောသူသည်တရားသဖြင့်စီရင်၍ဝမ်းမြောက်တတ်၏အတ္တမအမှုကိုပြုသောသူမူကားဖြစ်စေခြင်းသို့ရောက်လိမ့်မည်ဉာဏ်ပညာလမ်းမှလွဲသောသူသည်သင်္ချိုင်းသားအစုဝေး၌နေရာချလိမ့်မည်ကမကုံ၌မွေလျော်သောသူသည်ဆင်းရဲခြင်းသို့ရောက်လိမ့်မည်စပြည့်ရည်ကိုစီနှင့်ကြိုက်သောသူသည်လည်းငွေကိုမရတတ်ရမတရားသောသူသည်တရားသောသူတို့အဖို့လွန်ကျိုးသောသူသည်ဖြောင့်မတ်သောသူအဖို့ရွေးရန်ဖြစ်၏စိတ်တူ၍ရန်တွေ့တတ်သောမိမနှင့်နေသည်ထက်တောလွန်ပင်၌နေသောသာ၍ကောင်း၏ပညာရှိသောသူ၏အိမ်၌နှစ်သက်ဖွယ်သောဗန္ဒာနှင့်စီရှိတတ်၏မိုက်သောသူမူကားကုံစီတတ်၏ဖြောင့်မတ်ခြင်းတရားနှင့်ဂယုဏတရားကိုရှာသောသူသည်အသက်ရှင်ခြင်းဖြောင့်မတ်ခြင်းကိုအတည်ထင်ရှားခြင်းကိုတွေ့တတ်၏ပညာရှိသောသူသည်ခိုင်ခံ့သောမြို့ရိုးကိုတည်၍မြို့သားကိုစားစေရာခွင့်အားရှိ၍ကိုရှုချတတ်၏မိမိနှုတ်နှင့်ခြာကိုစောင့်သောသူသည်မိမိစိတ်ဝိညာဉ်ကိုဒုက္ခနှင့်လွတ်စေခြင်းကစောင့်ရာရောက်၏ပြင်းစွာသောဒေါသအမြင့်၌ကျင်လည်သောသူကိုထောင်လွှားစော်ကားသောသူမထင်မဲ့မြင်ပြုတ်သောသူဟူ၍သမုတ်အပ်၏ဖိညစ်သောသူသည်အလုံးမလုံးခြင်းသောကြောင့်မိမိတတ်မှတ်သောအဖြစ်တည်တတ်၏တနေ့လုံးတတ်မှတ်အားကြီးတတ်၏ဖြောင့်မတ်သောသူမူကားမနှမျောပဲဆွန့်ကျက်တတ်၏မတရားသောသူပူဇော်သောရက်သည်ဆက်ရှုပ်ရှင်ရှာဖွယ်ဖြစ်၏သူမြတ်မကမတရားသောစိတ်နှင့်ပူဇော်လျင်တာ၍ဖြစ်၏မတရားသောတည်တည်သည်ပြတ်တတ်၏ကိုတင်ကြားသောသူမူကားတည်ချေစွာပြောတတ်၏မတရားသောသူသည်မိမိမျက်နှာကိုခိုင်မာစေတတ်၏ဖြောင့်မတ်သောသူမူကားမိမိသွားရာလမ်းကိုပြင်ဆင်တတ်၏ထာဝရဘုရားတပည့်၌ဉာဏ်မတည်ပညာမတည်အကျဉ်းတဆုံး
တခုမျှမတည်နိုင်စစ်သက်ရာကာလအဖို့မြင်းများကိုပင်စင်တော်လဲထာဝရဘုရားဤဂျေဇုတော်ကြောင့်ချမ်းသာရပါ၏